Photoshop file นี่မစေးလိုက်ရပဲပြတ်သွားရင်ဘယ်လိုပြန်ရှာမလဲအားလုံးပဲမင်္ဂလာပါ Infinity Creative Center ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စိုးလီပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ design ဆွဲနေတော့ပေါ့နော်ကျွန်တော်မီးပြတ်သွားတယ်ဒါမှမဟုတ် software လေးပြီးတော့ not responding ဖြစ်သွားတယ်ဒါမှမဟုတ် set ပိတ်သွားတာပေါ့ဒီလိုမျိုးအကြောင်းမျိုးကြောင့်ကျွန်တော်တို့ Photoshop file ကိုမစေးလိုက်ရပဲနဲ့ဒီပြတ်သွားတာတွေကိုမချက်ခဏကြုံရတတ်တယ်ပေါ့နော်ဒီလိုမျိုးကြုံရလို့ရှိရင်ကျွန်တော်တို့တစ်ခါလေ set ပြန်ဖွင့်လိုက်တဲ့အခါ Photoshop ပြန်ဖွင့်လိုက်တဲ့အခါကျွန်တော်တို့ auto recovery ဆိုပြီးတော့ပြန်တက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပြန်မတက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ recovery file ကိုကျွန်တော်တို့ဘယ်လိုပြန်ရှာမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးလုပ်လို့ရမယ့်နည်းလမ်းတော့ကျွန်တော်ဒီ C column နဲ့ဝင်ပေါ့နော်ပြီးလို့ရှိရင်ဒီထဲမှာမှ user ပြီးလို့ရှိရင်ကျွန်တော်ဒီနောက် user တစ်ခုပေါ့နော်တစ်ခါလေကြားလို့ရှိရင်ကိုကဆက်ကိုနာမည်ပေးထားရဆိုလို့ရှိရင်ဒီ user နေရာမှာဆက်နာမည်ဖြစ်နေတတ်တယ်ပေါ့နော်အဲ့ထဲကိုတစ်ချက်ဝင်ရမယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်ကသူကဖြောက်ထားတဲ့ folder ဖြစ်တဲ့အတွက်ကျွန်တော်က Windows 11မှာဆိုရင်ဒီ view ပြီးလို့ရှိရင်ဒီ show တွေကမှာ hidden item ဆိုတဲ့ဟာလေးကို on ပေးရမှာပေါ့အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဖြောက်ထားတဲ့ item တွေကဒီ app data ဆိုတဲ့ထဲကိုဝင်ပေးရမယ်ပြီးရင်ဒီ roaming တွေကမှာ Adobe တွေကမှာကျွန်တော်ဒီကိုသုံးနေတဲ့ Adobe Photoshop version ပေါ့နော်ဘယ် version လဲပေါ့အဲ့ထဲကိုတစ်ချက်ဝင်ရမယ်ဝင်ပြီးလို့ရှိရင်ဒီမှာ auto recovery ဆိုတဲ့ဟာရှိတယ်ပေါ့အဲ့ auto recovery ထဲမှာဝင်ပြီးရှာကြည့်ပေးရမှာဖြစ်ပါတယ်ဒုတိယမြောက်နည်းလမ်းကတော့ကျွန်တော်တို့ window key ရဲ့ I ကို တွဲနှိပ်မဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် run ပေါက်ကြလာမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ %10% ဆိုပြီးရိုက်ပြီးတော့ကျွန်တော်တို့ okay လေးနှိပ်လိုက်မယ်ပေါ့အဲ့ဆိုရင်ကျွန်တော်10 folder လေးကြာလာမယ်ပေါ့ကျွန်တော်အဲ့10 folder ထဲမှာကျွန်တော်တို့ Photoshop 10 file ကိုလိုက်ရှာမှာပေါ့နော်အဲ့လိုကျွန်တော်တို့ Photoshop 10 file ကိုတွေးပြီးဆိုလို့ရှိရင်ကျွန်တော်အဲ့ကောင်လေးကို copy ကူးပြီးလို့ရှိရင်ကျွန်တော်တို့ထားမယ့်နေရာလေးကိုပေါ့နော်ကျွန်တော်တို့အဲ့နာကို paste ချလိုက်မယ်ပေါ့ပြီးလို့ရှိရင်သူ့ရဲ့ rename လေးကိုကျွန်တော်တို့က.psd ပြန်ပြောင်းပေးရမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော် rename လေးနှိပ်ပြီးလို့ရှိရင်နောက်မှာ.psd ဆိုပြီးတော့ enter လေးခေါက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Photoshop recovery file လေးကိုပြန်ရမှာပေါ့နော်ကျွန်တော်တခုသတိထားမှာကျွန်တော်တို့ဒီ Photoshop ထဲမှာဆိုရင်ဒီ edit ထဲကနေဒီ preference ပြီးလို့ရှိရင်ကျွန်တော်ဒီ file handling ထဲမှာပေါ့နော်ကျွန်တော်တို့ဒီ automatically save recovery information ဆိုတဲ့ဟာလေးကျွန်တော်အမှန်ကြီးထားပေးထားမှာပေါ့တကယ်လို့ဒီကောင်မှာအမှန်ကြီးလေးပြုတ်နေမယ်ဆိုလို့ရှိရင်ဒီ Photoshop ကကျွန်တော်တို့ automatically recovery လုပ်ပေးမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ Photoshop file recovery ရတော့ကျွန်တော်အများနဲ့ 100% ပြန်မရနိုင်ဘူးပေါ့နော်ကျွန်တော်မီးပြတ်တဲ့အချိန်မှာ override ဖြစ်သွားလို့ရှိရင်လည်းကျွန်တော်ပြန်မရနိုင်တဲ့အခြေအနေရှိရပေါ့ဆိုတော့ beginner graphic designer ရဲ့အတွက်ကျွန်တော်အကောင်းဆုံးကြံပေးချင်တာတော့ Control S ကိုမကြာခဏနှိပ်ပြီး save ပေးပါဒီနည်းလေးရပဲကျွန်တော်တို့အတွက်စိတ်ချရဆုံးဖြစ်ပါတယ်တကယ်လို့ပြတ်သွားမယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့စိတ်ထားတဲ့နေရာလောက်ကနေကျွန်တော်ပြန်လုပ်ရတဲ့အတွက်ကျွန်တော်တို့အချိန်ကုန်တာနည်းနည်းလေးတော့တက်တာတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုလေးတင်ပေးအောင်မှာမဟုတ်လို့ကျွန်တော်ရဲ့ Facebook page လေးနဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီး support ပေးသွားဖို့လည်းမျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲတတ်တာ